ဒီဘက်ကိုရေးဒီဘက်ကိုရေးဒါအေးသေးလို့စကောက်ရှင်းပြီလားစကောက်ကကွာဝဲနေပြီဒီဘက်ကဝဲနေဒါအေးသေးလို့လည်းလေရလေးတိုင်းထိုင်တော့မကိုင်းတော့ကမ်းမို့အဲ့ဟောလေးဟောရဗတိလေးတော့ရမကြုံပြုံးအဲ့မှာကျောင်းစီကလမ်းကြီးမြင်နေမလားဆောင်းမြောင်လမ်းကြီးအေးကိုယ်ပြန်ကိုလေးနဲ့မြင်နေအေးဟုတ်တယ်မြင်ပြီနော်ပြေးတာသူ့ကျရှင်းမှာကိုကလောင်ရှင်းပြီရှင်းပြီရှိရညီလေးအေးသေးဘုရားမြင်ရတယ်လေကွာဒီမလေးကွာဟုတ်တယ်ရညီလေးဘယ်ဘက်ကိုရင်းတယ်ဘယ်ဘက်ကိုနည်းနည်းကြီးပဲအေးသေးနော်စကောက်ပိုင်ထားတာတော့အေးသေးလို့တွေ့နေဆရာရတိုင်းနဲ့ဘုန်းတော်တိုင်းမော်နဲ့ကျလို့ဆိုင်တယ်နည်းအဲ့ပင်လေးကြော်နည်းနည်းအောက်ကိုချမယ်နော်အောက်ကိုနည်းနည်းချမယ်နော်တိုင်းမချအမြင်ရှိတယ်အောက်ကိုနည်းနည်းတိုက်လေးအောက်ကိုနည်းနည်းတိုက်